ဒီနေ့မှာဆိုရင်ကျွန်တော်ကတော့ဒီ movie recap လုပ်နေတဲ့လူတွေအတွက်သိထားတဲ့ဒီအခြေခံ tips လေးတွေကိုကျွန်တော်ပြပေးမယ်ပေါ့နော်ကျွန်တော်တို့ဒီမှာပေါ့နော် YouTube မှာဆိုရင် movie recap ဆိုပြီးရိုက်ရှာလိုက်တာ ਨੇ အင်္ဂလိပ် channel ကြာလာတယ်ပေါ့နော်ကျွန်တော်တို့ movie recap ကမြန်မာနိုင်ငံမှာပဲလုပ်တဲ့လူရှိတာမဟုတ်ဘူးဗျသူတို့နိုင်ငံခြားမှာလည်း movie recap လုပ်တဲ့လူတွေရှိတယ်ပေါ့နော်ဒီမှာကြည့် channel ကြာလာတယ်ဗျဒီ channel ဝင်ကြည့်လိုက်မယ်ဆိုရင်active ဖြစ်တဲ့ channel ပဲပေါ့နော် subscriber လည်း2 million တောင်ကျော်တယ်ပေါ့နော်သူက daily video တွေကိုတင်တယ်ဗျနေရာချတဲ့ခါပေါ့နော်မကြည့် view တွေဆိုလည်းတော်တော်လေးကောင်းတယ်သူ description မှာရေးထားတဲ့ဟာဆိုရင်လည်းသူပရိသတ်ကိုဆွဲခေါ်ထားတာပေါ့နော်ဒါတွေကတော့ထားလိုက်ပါကျွန်တော်ပြောချင်တာကတော့ဒီလို channel တွေဆိုရင်လည်းဗျာ movie recap နဲ့ပဲ run ပြီးတော့မကြည့်ဒီ verify mark ပေါ့နော်ကျွန်တော် Facebook မှာဆိုရင် blue mark ပုံစံမျိုးဒီမှာ YouTube ကသူ့ဒီလိုမျိုးတောင်ပေးထားတယ်ပေါ့နော်ဒီမှာဒီကောင်တွေဆိုရင်ဒီလိုပုံစံနဲ့ပဲပတ်စံရှာနေတာဗျအဲ့တော့ movie recap လုပ်တဲ့နေရာမှာကျွန်တော်တို့ဘာတွေသိတာမလဲဆိုတော့ movie recap လုပ်တဲ့လူတွေအနေနဲ့အခုလက်ရှိကျွန်တော်တို့ရိုက်ကူးထားတဲ့ရုပ်ရှင်တွေထက်ပေါ့နော်လွန်ခဲ့တဲ့10နှစ်15နှစ်ကရုပ်ရှင်တွေကိုကျွန်တော်တို့အများဆုံး recap လုပ်ပေးမယ်ဆိုရင် copyright မမိနိုင်ဘူးပေါ့နော်copyright လွတ်ဖို့ပို့ပြီးတော့ save ဖြစ်တယ်ဗျ copyright နဲ့ပတ်သက်ပြီးပို့ save ဖြစ်တယ်ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့10နှစ်15နှစ်ကရုပ်ရှင်တွေကကျွန်တော်တို့အခုလက်ရှိအချိန်မှာဆိုရင်ရိုက်ရှာမှပဲကြည့်လို့ရတော့တဲ့ရုပ်ရှင်တွေကျွန်တော်ပြောတဲ့သဘောပေါက်တယ်တင်တယ်သဘောပေါက်မယ်တင်တယ်ကျွန်တော်တို့အဲ့ဒီတုန်းကရုပ်ရှင်တွေကိုကျွန်တော်တို့ရိုက်ရှာမှပဲပေါ့နော် platform တွေမှာ Netflix ပဲဖြစ်ဖြစ်မှာပဲဖြစ်ဖြစ်ရိုက်ရှာမှပဲကြည့်လို့ရတဲ့ရုပ်ရှင်တွေကိုကျွန်တော်တို့ recap လုပ်လိုက်မယ်ဆိုရင် copyright မိနိုင်ဖို့ရာခိုင်နှုန်းနည်းတယ်ဘာလို့လဲဆိုတော့အဲ့ဒီရုပ်ရှင်ဖန်တီးခဲ့တဲ့လူတွေကနေပြီးတော့သူတို့ရဲ့ဒီလိုပေါ့နော်10နှစ်15နှစ်ကရုပ်ရှင်တွေဆိုတာတိမ်ကောသွားပြီအခုလက်ရှိရုပ်ရှင်တွေလောက်ပေါ်ပြီးလာမှာဖြစ်တော့သူတို့ရဲ့ရုပ်ရှင်တွေကိုကျွန်တော်တို့တွေက recap လုပ်ပေးနေတယ်ဆိုပြီးတော့သူတို့ကဗျာရက်ကွက်စကားနဲ့ပြောမယ်ဆိုလွတ်ပေးထားတာကျွန်တော်တို့ channel တွေ strike မပို့ဒီ creator တွေကငါတို့ရဲ့ရုပ်ရှင်တွေကိုကြော်ညာပေးနေတာပဲဆိုပြီးတော့သူတို့ကအဲ့ဒီလွန်ခဲ့တဲ့10နှစ်15နှစ်ရုပ်ရှင်တွေကိုကျွန်တော်တို့လုပ်မယ်ဆိုရင်လွတ်ပေးထားတာကျွန်တော်ပြောတဲ့သဘောပေါက်လားခင်ဗျလွတ်ပေးထားတာပေါ့နော်ဒါရက်ကွက်စကားနဲ့ပြောမယ်ဆိုရင်အဲ့တော့လွန်ခဲ့တဲ့10နှစ်15နှစ်အနည်း20လောက်ကရုပ်ရှင်တွေကပေါ့နော်ကျွန်တော်တို့အတွက် copyright မိနိုင်မှုရခိုင်တော့movie recap လုပ်မယ်ဆိုရင် copyright မိနိုင်မှုရခိုင်တော့နည်းတယ်အဲ့ဒီလောက်ရတဲ့နေရာမှာလည်းသူတို့တို့အရင်ကြီးအားစိုက်စရာမလိုဒါကတော့ပထမ tips တစ်ခုပေါ့နော်အဲ့တော့ကျွန်တော်တို့ movie recap လုပ်မယ်ဆိုရင်အင်္ဂလိပ်ကပဲဖြစ်ဖြစ်ထိုင်းပဲဖြစ်ဖြစ်နောက်ကိုရီးယားပဲဖြစ်ဖြစ်လွန်ခဲ့တဲ့10နှစ်ဝန်းကျင်လောက်ကစကားတွေကိုပဲအဓိကရွေးပြီးတော့ဗောနော် recap တွေလုပ်ကြပါဗျအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ copyright အတွက်ကစိတ်ပူစရာမလိုဘာလို့လဲဆိုတော့အဲ့ဒီရုပ်ရှင်တွေကတိမ်ကောသွားပြီ creator တွေကလည်းသူတို့ရုပ်ရှင်ဖန်တီးခဲ့တဲ့ director တွေ producer တွေကလည်းကျွန်တော်တို့ recap လုပ်တင်နေတယ်ဆိုတာကိုတချို့ဆိုရင်သိတယ်နော်ဒါပေမဲ့သူတို့ရုပ်ရှင်ကိုကျွန်တော်တို့ကပြန်ကြော်ညာပေးနေတယ်ဆိုပြီးသူတို့ကလွတ်ပေးထားတာ strike တွေပိုင်းမပို့အဲ့တော့သူတို့လည်းဒီရုပ်ရှင်ကိုဘယ်လိုပြောမလဲဗျာသူတို့ရဲ့ရုပ်ရှင်ကလည်းကျွန်တော်တို့ကြောင့်ပြန်နာမည်ရလာတယ်လူကြည့်ပုံများလာတယ်ပြန်များလာတယ်ပေါ့နော်ကျွန်တော်တို့ recap channel တွေကြောင့်ကျွန်တော်တို့ကလည်းဒီ recap တွေကြောင့်ပတ်စံရတယ်အဲ့တော့ blue dot မှမနေနာဘူးဒီလိုသဘောနဲ့ဒီလိုစိတ်ထားမျိုးနဲ့သူတို့ကလွတ်ထားပေးတာဒါကတော့ကျွန်တော်လေ့လာလို့ရသလောက်ကျွန်တော်ပြောပြပေးတာအခုလက်ရှိရုပ်ရှင်တွေမလုပ်ရဘူးလားဆိုတော့လည်းမဟုတ်ဘူးဗျ edit တွေလောက်တတ်တယ်တေချာတက်တက်ရ PPG လုံးနိုင်တယ်ဆိုရင်တော့လုပ်ဗျအင်္ဂလိပ်မှာဆိုရင်ဒီလို channel တွေရှိတယ်ပေါ့နော်ဒီမှာဒီ video တစ်ပုတ်ကျွန်တော်ဝင်ပြမယ်ဗျ This woman has one hand made of gold. And သူကရုပ်ရှင်ရဲ့အတန်ကိုလုံးဝဖျောက်ထားတယ်ဒီဒါကတော့ဖျောက်အောင်ပါပဲလေဇလန်းကိုရှင်းပြသွားတယ်အနောက်ကိုတစ်ချက်ကြည့်လိုက်မယ်ပေါ့နော်ဒီမှာကြည့် One day while cutting a tree in the ဒီမှာတွေ့လား forest, ကျွန်တော်မြားပြနေတဲ့နေရာကိုကြည့်ပေါ့နော်ဒီမှာကြည့်ဒီမှာ falls on the whip. ဒီရုပ်ကိုပဲဗျာသူဆွဲဆန့်ပြီးတော့ဒီအနောက်ကဟာကို overlay နဲ့ဒီရုပ်ကိုဒီ video ကိုထည့်တယ်ပေါ့နော် overlay နဲ့ထည့်ပြီးတော့ screen ဆွဲချဲ့ပြီးတော့ဒီနောက်ကောင် blur လုပ်တယ်ပြီးမှဒီရုပ်ကျွန်တော်တို့ပြမယ် audience ကိုပြမယ်ဒီ video ကိုအပေါ်နေထပ်အုပ်လိုက်တယ်ပေါ့နော်ဒါ edit လုပ်တဲ့နေရာမှာအရင်အရေးကြီးတယ်ဗျဒါသူတို့ရဲ့အထာလေးတွေဒါကိုကျွန်တော်တို့ကလေးလာတတ်ဖို့လိုတယ်ကျွန်တော် recap လုပ်တဲ့နေရာမှာလည်းဒီလိုမျိုးလေး edit လုပ်နိုင်မယ် filter တွေချိန်နိုင်မယ် clip တွေကို scene တစ်ခုနဲ့တစ်ခုကို second တိုလေးသုံးနိုင်မယ်ဆိုရင် copyright လွတ်ဖို့ရာခိုင်နှုန်းများပါတယ်ဗျ copyright အတွက်စိတ်ပူစရာမလိုဘူးပေါ့နော်ဒါကတော့ကျွန်တော်အကြမ်းပြင်းလေးပြောပြတာပါနောက် video တစ်ခုဆိုရင်လည်းအဲ့လိုပဲ This soldier ဒီမှာပေါ့နော်မကြည့်လိုက်မယ် accidentally stepped on a hidden ဒီမှာတွေ့လားအ landmine. နောက်ကိုကြည့်ပါ Seeing နော် this, he lost ဒီရုပ်ပဲဗျာအနောက်မှာလည်းသွားနေတယ်ဒါပေမဲ့အဲ့ဒီနောက်ရုပ်က blur ဖြစ်နေ his senses because
အခုနကျွန်တော်ပြောခဲ့တဲ့နီးလေးနဲ့သူလည်းဒီ channel ကလည်းဒီအနောက်အဲ့လိုမျိုးလေး edit ထားတာပေါ့နော်စာတန်းနေထိုးထားတယ် voice over ထည့် Because ထား he တယ် had put his life color လေးတွေနည်းနည်းပါကြည့်ကောင်းအောင်ချိန်ထားတယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့ဒီ short တင်တာဖြစ်တဲ့အတွက်ပိုတော့ copyright လွတ်ဖို့ရခိုင်တော့များတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော် zoom ကို short size ဒီဝင်အောင်ဆွဲချဲရတာဆိုတော့လေမြန်မာ channel တွေဆိုရင်လည်းဗျာဒီ live recap တို့ပါလို့ဆိုရင်တော်တော်လေးကိုချီးကျူးဖို့ကောင်းတယ်တကယ်ကိုမြန်မာမှာဆိုရင် number 1 channel လို့တောင်ပြောလို့ရတယ်ဗီဒီယိုတွေ copyright လွတ်အောင်အတစ်ပြီးတော့ပရိသတ်တွေကိုတင်ဆက်နေတာတကယ်ကို audience အခိုင်အမာလည်းရှိတယ်ပေါ့နော်ကျွန်တော်ဆိုလည်းသူ့ channel လေးကိုတော်တော်လေးသဘောကျပါတယ်ဒီမှာကြည့်လိုက်ပါတော့သူတို့လုပ်တဲ့ရုပ်ရှင်တွေကလည်းကျွန်တော်တို့လက်ရှိ hot ဖြစ်နေတဲ့ရုပ်ရှင်တွေထပ်ကိုပေါ့နော်လွန်ခဲ့တဲ့10နှစ်15နှစ်ဝန်းကျင်ရုပ်ရှင်တွေပဲဗျနောက်ဆုံးတင်တာတဲ့ရုပ်ရှင်တွေကိုလိုက်ကြည့်လိုက်အဲ့လိုခုနကျွန်တော်ပြောပြခဲ့တဲ့အထာလေးကိုသူတို့လည်းတီးလို့သူတို့လည်းအဲ့လိုမျိုးလေးတွေကိုရွေးပြီးတော့လုပ်တာပေါ့နော်အခုလက်ရှိဗျာအခုAvatar 3လား4လားမသိဘူးเนาะကျွန်တော်တေချာတော့နံပါတ်စင်တော့တေချာမသိဘူးအဲ့ဒီကောင်ထွက်လာတယ်အဲ့ဒီကောင်ကျွန်တော် recap လက်ရှိတစ်လုံးမယ်ကျွန်တော် copyright မိမှာဘာလို့လဲဆိုတော့အဲ့ဒီကောင်လက်ရှိကဘာမှာhot ဖြစ်နေတယ်ပေါ့နော်ကဘာမှာလက်ရှိရေပန်းစားနေတယ်အဲ့တော့ကျွန်တော်တို့ကသူ့ video ကိုတွားပြီး copyright လုပ်မယ်ဆိုရင် strike မိမှာcreator တွေကလည်းငါတို့ video ကိုကြော်ညာပေးနေတယ်ဆိုတော့စိတ်နဲ့ကျွန်တော်တို့လွတ်ထားပေးမှာမဟုတ်ဘူး strike တန်းပြီးတော့လမ်းပို့မှာပေါ့နော်အဲ့လိုအထားလေးတွေကျွန်တော်တို့သိဖို့လိုတယ်ဗျပြီးရင် the live recap ရှိမယ်ပေါ့နော် the live recap ရှိမယ်ကျွန်တော်တို့ဒီမှာမြန်မာမှာဆိုရင်လည်း Burmese recap story ဆိုတာရှိအောင်မယ်သူဆိုရင်လည်း video လေးတွေပေါ့နော်မှကျွန်တော်ပြမယ် မင်္ဂလာပါလို့ဥစွာပနာမစာမွေးပွဲ အဲ့ဒီမှာတွေ့လား ကနီးနေပြီမို့ မကြည်တာပုံပေါ့နော် အောင်မြင်တာထက်အဲ့ဒီမှာသွားတောင်းရင်အောင်နိုင်တယ်ဆိုတာကိုကြည့်တော့ video သွားနေတယ်ပြီးရင်တွေ့လားပုံနဲ့ freeze ပုံကို freeze လုပ်လိုက်တယ် video ကို freeze လုပ်လိုက်တယ်ညင်သွားတယ်အဲ့တော့ညင်သွားတဲ့ပုံကိုကျွန်တော်တို့က animation ပြန်ထည့်လိုက်တယ်ပုံလေးကဒီလိုကိုယ်စီလာနေတဲ့ပုံစံမျိုးလေးဖြစ်သွားတယ် စာမွေးပွဲကနီးနေပြီမို့သူတို့ ပြီးမှ video ဆက်လာတယ်ဗျဒီ video တစ်ပုံလုံးသူအဲ့ဒီအတိုင်းပဲ edit လုပ်သွားပြီးတော့အခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းအနောက်ကိုလည်းသူဒီရုပ်ကိုပဲဒီ video ကိုပဲအနောက်မှာ blur လုပ်ထားတယ်ပြီးမှဒီကျွန်တော်တို့ audience ကိုပြမယ် video အပေါ်မှာထပ်အုပ်ထားတယ်ပေါ့နော်ဒါအထာလေးတွေဗျဒီ channel ဆိုရင်လည်း recap ပြန်ဆိုလည်းတော်တော်လေးနာမည်ကြီးတယ် subscriber ဆိုလည်း9သိန်းကျော်တောင်ရှိတယ်ပေါ့နော်တော်တော်ကောင်းတဲ့ channel လေးပေါ့နော်သူတို့ကတော့ ကဘာနဲ့မနီမွေးကဂျိုတစ်ခုဟာ တူတူကတော့ဒီမှာပေါ့နော်အခုနကျွန်တော်ပြခဲ့တယ်လို့အခုန channel လို့သူကဒီ video ကိုပဲအနောက်မှာ blur နဲ့မအုပ်တာဘူးသူတို့ဘယ်လိုလုပ်တာလဲ ရင်းနှစီးလုံးကကဘာဂျို clip တွေကိုခတ်တူပဲတုံးတယ်ဗျဒီ clip တစ်ခုနဲ့တစ်ခု sorry ရွှေရောင်ရင်းက နားလည်လားမသိဘူးစင်းတစ်ခုနဲ့တစ်ခုပေါ့နော် တထေးကြီးတယောက်ရဲ့စိန်တဲ့ ဒီစင်းကနေပြီးတော့ သွားပါတယ် နောက်ဆက်ဒီစင်းပြောင်းသွားတဲ့အချိန်မှာအခုနစင်းကိုသူစက္ကန့်နည်းနည်းပဲတုံးခဲ့တယ်ဒီစင်း အ ကို ပြာရောင် သူစက္ကန့် ဂျိုသား နည်းနည်းပဲတုံးမယ်မကြတော့နောက်တစ်ခုထပ်ပြောင်းသွားပြီ ထောင်ထဲကိုကြာသွားပါတယ် မကြည့်မှနောက်တစ်ခုထပ်ပြောင်းသွားပြီ တထေးငါခလေး အဲ့ဒီမှာနောက်တစ်ခုထပ်ပြောင်းသွားပြီအဲ့လိုတွေတောက်လျှောက်သူတို့ကအသေးစိတ် detail edit လုပ်သွားတော့သူတို့ရဲ့ video က copyright မိနိုင်ဖို့မမိနိုင်တော့ဘူးပေါ့နော်လုံးဝမမိနိုင်တော့လို့လေကျွန်တော်တို့ရဲ့ဒီ news feed ပေါ်မှာသူတို့ရဲ့ video တွေကတက်လာတာပေါ့နော်အဲ့လိုအထားလေးတွေရှိတယ်ဗျmillion recap ဆိုလဲဒါတော်တော်လေးကောင်းတဲ့ channel ပါပဲသူဆိုလဲတော်တော်တက်ရက်နဲ့ edit လုပ်နိုင်လို့ဒါကျွန်တော်တို့ရဲ့ audience ကြားမှာ movie audience ကြားမှာနာမည်ရလာတာနာမည်ကြီးလာတာပေါ့နော်ဒီမှာဆိုရင်ကြည့်မယ်ဗျ အာကြီးတနည်းအားဖြင့်ဖီလာဒဲလ်ဖီးယားရဲ့မနက်9:00နာရီ ဒီမှာစင်းတစ်ခုထပ်ပြောင်းတယ်MP နောက်တော့စင်းတစ်ခုထပ်ပြောင်းတယ်မကြည့်စင်းတစ်ခုထပ်ပြောင်းတယ်ထပ်ပြောင်းတယ်ပြောင်းတယ်ကျွန်တော်ပြောချင်တာအဲ့ဒါဗျအခုနကျွန်တော်ပြခဲ့တဲ့ channel လေးလို့ဒီ video ကိုအနောက်မှာ blur နဲ့blur အုပ်လိုက်အုပ်ပြီးဒီ video အပေါ်မှာပြန်ကတ်အဲ့လိုမလုပ်ဘူးဆိုရင်စင်းတွေကိုခတ်တိုးလေးပဲသူတို့တုံးတယ်ဗျပြီး filter တွေထည့်တယ် color တွေချိန်တယ်ဗောနော်အဲ့လိုမျိုးလေးတွေသူတို့ကလှုပ်တော်တော်တည်တက်လှုပ်နိုင်လို့ဒါဒီလို channel ကြီးထောင်ပြီး run နေလို့ရတာဗောနော်နောက်တစ်ခုထပ်ကြည့်မယ်အဲ့ဒီမှာ Dewa Studio ဆိုလဲသူဆိုလဲပုံစံတစ်မျိုးလေးနဲ့အဲ့ဒီလောက်လာတာထားဖို့ရဖြည့်သိမ့်လိုက်ပါ၏ခဏနိုင်ထိုးရန်အဖေးကိုနှုတ်ပြီးစံသွားဝယ်စုကပတ်စံပေးထားခဲ့လိုက်ပါ၏အဲ့နောက်ပြောင်းထဲကလည်းခေါင်းရောနေတဲ့ဂျီယောင်းစီကနေသူဆိုရင်လည်းမကြည့် clip တွေကိုခက်တိုးလေးသုံးရတယ်မကြည့်နောက်တစ်ခုထပ်ပြောင်းသွားမယ်ဟုတ်လားမကြည့်နောက်တစ်ခုထပ်ပြောင်းသွားတယ်နောက်တစ်ခုထပ်ပြောင်းသွားတယ်အဲ့မှာနောက်တစ်ခုထပ်ပြောင်းသွားတယ်ဗောနော်အဲ့လိုခတ်တိုးလေးတွေဘယ်လိုပြောမလဲဗျာကျွန်တော် edit လုပ်တဲ့နေရာမှာဆို clip တွေပေါ့ဒီ video clip တွေကိုခတ်တိုးစက္ကန့်ပိုင်းလောက်တွေပဲ3စက္ကန့်လောက်တော့မရှိဘူး1စက္ကန့်2စက္ကန့်အဲ့ဒီစက်ကြားတွေပဲအလုံးစုံ3စက္ကန့်လောက်ပဲတုံးပြီးတော့ edit လုပ်သွားတာ
လောက်သွားလို့ဒါသူတို့ကဒီမှာ copyright လွတ်တာပေါ့နော်အဲ့လိုထားလေးတွေရှိပါတယ်ဒီမှာနောက်ဗီဒီယိုတစ်ခုဒီ channel တစ်ခုဆိုရင်လည်းသူ့နီသူဟန်နဲ့သူ edit လုပ်တာတော်တော်လေးကြည့်လို့ကောင်းပါတယ်ဗျာ ဒါပေမဲ့ပြဿနာကတော့ formula မှာအားန မ ည်း ရု ချက် ပ်သွား ရှိ နေ နေ တယ်နော်ဒီမှာတွေ့လားရုပ်ကိုအခုနသွားနေတဲ့ဗီဒီယိုကို freeze လုပ်လိုက်တယ် freeze လုပ်ပြီးတဲ့အခါမှာဒီဗီဒီယိုကငြိမ်သွားတဲ့ဟာသူ animation ထပ်ထည့်လိုက်တော့ ငြိမ်တာ ပုံ ကြောင့် လေးကအဲ့လိုလေးဖြစ်သွားတာပေါ့နော်မကြည့်အဲ့လို animation နဲ့ဖြစ်သွားတယ်အပေါ်မှာ effect လေးပါတယ်ဗျမတွေ့လား ဒီတော့ ဟုတ်တယ်လား ဒါက ဒီရေးလေး effect လေးထည့်ထားတယ် ရေးပြလိုက် ဒီမှာတွေ့လားဗီဒီယိုလာတယ်ပုံအဲ့လိုဗီဒီယို freeze လုပ်တယ် animation freeze လုပ်ရတဲ့ဟာ animation ထည့်တယ်အဲ့လိုပဲတပုံလုံး edit လုပ်သွားတာဗျဗီဒီယို freeze ဗီဒီယို freeze အဲ့လိုပေါ့နော် freeze လုပ်လဲဆိုတော့ကျွန်တော် edit တယ်မှာဆိုရင်ဗျာတွားနေတဲ့ရုပ်ကိုငြိမ်အောင်လုပ်လိုက်တာအဲ့ဒီငြိမ်အောင်လုပ်လိုက်တဲ့ဟာကိုလေဒီတိုင်းငြိမ်နေတာမျိုးဆိုရင်ကြည့်ရတာပြင်းမှာဆိုတော့အဲ့ဒီငြိမ်နေတဲ့ရုပ်ကိုတို့ animation ဆိုတဲ့ animation ထဲမှာနော် animation ထဲမှာပေါ့ effect လေးတစ်ခုထည့်ပေးလိုက်တာဒီ channel ကအဲ့လိုမျိုးလေး edit လုပ်တယ်ဒီကောင်လေးတွေကြတော့ clip တွေကိုခတ်တိုးတွေတုံးတယ် million recap ဆိုလဲ clip တွေကိုခတ်တိုးလုံးဝတုံးနိုင်တယ်လို့တုံးအောင်တို့တုံးတယ်ပေါ့နော်ဒီကောင်ဆိုလဲ recap ပြန်ဆိုလဲအဲ့လိုပဲ clip တွေကိုခတ်တိုးကိုတုံးတယ်ပေါ့နော်သူကြတော့အနောက်မှာ blur နဲ့တုံးအုပ်ပြီးတော့ဒီ video ကိုတုံးတယ် video edit လုပ်တယ်ပေါ့နော် the live recap ဆိုရင်လဲ clip တွေကိုခတ်တိုးတွေတုံးပြီးတော့ပဲကျွန်တော်တို့ edit လုပ်တယ်ဗျအဲ့တော့ကျွန်တော်တို့ဒီ movie recap channel တွေဘယ်လို run နေလဲဆိုတာကိုကျွန်တော်အခုနပထမအဆုံးပြောခဲ့တဲ့အချက်ကနေစပြီးတော့အခုဒီနောက်ဆုံးအချက်ဒီနားလည်သွားပြီလို့ထင်တယ်ဗျအချင်းချင်းလေးပေါ့နော်အခြေခံလေးပေါ့တကယ် edit လုပ်တော့မယ်ဆိုရင်တော့ကျွန်တော်တို့ဘယ်လို style နဲ့တွားကျင်တာလဲ clip တွေကိုခတ်တိုးတုံးပြီးတော့ပဲ movie recap ကို edit လုပ်ချင်တာလားဒါမှမဟုတ် video clip တွေလည်းတုံးမယ် freeze လုပ်ပြီးတော့ပုံတွေကို animation နဲ့လည်းတုံးမယ်အဲ့လိုတုံးတာအပြင်ကိုကျွန်တော်တို့ကအနောက်ကနေ blur ပါထပ်လုပ်မယ်ပို့ပြီးတော့ copyright လွတ်တာပို့သေးကြအောင်ဒါမှမဟုတ်လေ clip တွေကိုခတ်တိုးပဲတုံးမယ်ဒါပေမဲ့ freeze မတုံးဘူးအနောက်ကနေ video ကို blur အုပ်ပြီးတော့တုံးမယ်ပေါ့နော်ဒီလိုပုံစံ blur အုပ်ပြီးတော့တုံးမယ် freeze တွေမပါဘူး video clip ခတ်တိုးနဲ့အနောက် blur အုပ်ပြီးတော့အပေါ် video ကတ်ပြီးတော့ edit မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ခုနဒီပြခဲ့တဲ့ channel တွေကိုကြည့်ပြီးတော့ကျွန်တော်တို့ movie recap လုပ်တဲ့ brother တွေအနေနဲ့ရွေးချယ်ကြတွေရပါပြီလို့ကျွန်တော်ထင်တယ်ဗျဒါကလည်းကျွန်တော်လေ့လာလို့ရသလောက်ကျွန်တော်အချင်းချင်းလေးပြောပြပေးတာဇင်နန်းထဲမှာတော့အကျယ်တဝင်းကျွန်တော်ပြပေးထားတယ်ပေါ့နော်ပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော် sharing လုပ်ချင်တာကတော့ဒါလေးပဲဗျကျွန်တော်ကိုသိချင်တာရှိရင်လည်းလာမေးလို့ရပါတယ်ဒါကတော့အခြေခံလေးပါပဲเนาะလေးလာရင်လေးလာတဲ့လောက်ကိုအတွက်တော့အကျိုးရှိမှာဗျဒါကတော့ကျွန်တော်အခြေခံလေးအချင်းချင်းလေး tips လေးတွေကို brother တို့မြင်အောင်ကျွန်တော်ဒါ YouTube channel တွေကနေကြည့်ပြီးတော့ကျွန်တော်ပြောပြပေးတာနောက်ပြီးတော့ကျွန်တော်သိတဲ့အသီးလေးတွေကိုလည်းကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးတာအမားပိုင်လည်းကျွန်တော်ကိုခွင့်လို့ကြပါဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ